ဇီဝကစေးဆိုင်ရဲ့ pharmacy talk အစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်ဒီဘက်မှာတော့ပထမဦးဆုံးခမင်းလုံးနဲ့တူတောက်ရမယ်စေးတစ်မျိုးချောင်းကိုပြပြသွားမှာပဲဖြစ်ပါတယ်အားလုံးပဲစိတ်ဝင်စားရဆိုရင်ဗီဒီယိုလေးဆုံးအောင်ကြည့်ပေးပါဦးရှင်ဒီကတော့တိုက်တူးစီတို့ယောဂမှာသုံးတဲ့ဧကာပို့ဆိုတဲ့ဆေးပဲဖြစ်ပါတယ်။ဧကာပို့ကကာဗွန်ဟိတ်ချီပြတ်မှုကိုနှိမ့်စေပြီးတော့တိကျပမာဏကိုနည်းစေတဲ့အတွက်စီတို့ယောဂမှာသုံးတာပဲဖြစ်ပါတယ်။ကာဗွန်ဟိတ်ချီပြတ်မှုဟာစားကြရစပြီးတော့တားဆီးဖို့လိုတဲ့အတွက်ဧကာပို့ကိုပထမဦးဆုံးထမင်းလုံးနဲ့အတူတောက်ရမှာပဲဖြစ်ပါတယ်။ဧကာပို့ကိုရေးချင်ကြတဲ့အကြောင်းရင်းကတော့ဧကာပို့ဟာဟိုက်ပိုဂလိုက်စီမီယာလို့ခေါ်တဲ့တိကျပမာဏအရေးကျသွားမျိုးဖြစ်နိုင်ခြင်းနဲ့လို့ပဲဖြစ်ပါတယ်။ဝိတ်မတက်စေတဲ့အပြင်မက်ဖော်မင်းတို့လိုတခြားစီဂျိုကိုစီးနေလေတွဲထုတ်နိုင်ပါတယ်ရှင်။ဧကာပို့စားလိုက်တဲ့အစားအစာတွေမှာပါတဲ့ကာဗွန်ဟိတ်ချီပြတ်မှုကိုနှိမ့်စေပြီးတော့တိကျပမာဏကိုနည်းစေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့အစာမစားဘူးဆိုရင်စေးတောက်စရာလည်းမလိုပါဘူးရှင်။တောက်နေစေအတွင်းပုံမှန်စစ်ကိုလည်းလိုအပ်ပါတယ်။ဇီဝကရဲ့ချင်းမိတ်ဆွေရဲ့အနေနဲ့တောက်ရဲ့စီးရဲမှာဧကာပို့မပါဘူးစိတ်ကရဲ့ပေါင်းဒီစီးနေရမှာချိန်နိုင်ပါတယ်ရှင်။ဧကာပို့တောက်ရင်ဖြစ်တဲ့ဗီရက်ဆိုဂျိုတွေကတော့ဝမ်ရှော့ချင်းခိုင်းနိုင်ခြင်းနဲ့လေထိုးလျောင်ခြင်းလိုပဲဖြစ်ပါတယ်။ကိုတောက်နေတဲ့ဆေးတွေကပြီးချင်တဲ့ဆေးကြောင့်ရှိရင်လည်းကိုမတ်မှာမေးမြန်းထားနိုင်ပါတယ်ရှင်။နောက်မှမှပြန်လာဆုံးကြောက်ပါမယ်။စီဝက